Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မမေအပေါ်တည်တဲ့နားလေးစီဖို့အကြောင်းအရာလေးကိုမျှဝေပေးကြည့်ပါတယ်အရင်ဦးဆုံးပုံမြင်လေးကိုစရအောင်ကလေးလေးမမေပိုက်တယ်စရောက်လာကြတဲ့ကမမေကြိုက်လို့နဲ့ငရုတ်တီဆက်ဆက်အစားအစာတွေကော်ဖီအေးတွေကိုမမေဝေးဝေးရှောင်ခဲ့တယ်ဒီအစားအသောက်တွေကြောင့်မမေကလေးလေးဘိုက်ထဲမှာပူသွားမှာအေးပြီးလန့်သွားမှာပြီးတော့ဖွင့်ဖွင့်ပြပြမရှိမှာကိုစိုးရိမ်လို့ကလေးလေးကိုထိခိုက်စေမဲ့မမေအကြိုက်တွေကိုစွန့်လွတ်လိုက်ရတာပေါ့အင်းကမမေအတွက်လိုအပ်တာတွေကိုအမြဲမပြတ်ဝယ်ခဲ့ပေမဲ့ကလေးလေးရှိလာတဲ့အချိန်ကစပြီးကလေးလေးမွေးလာခဲ့ရင်ပြည့်စုံနေအောင်လို့မမေလိုချင်တာတွေအစားကလေးလေးအတွက်လိုအပ်တာတွေကိုပဲဦးစားပေးစုဆောင်ခဲ့တော့တယ်ကလေးလေးမမေပိုက်တဲ့ရောက်လာပြီး2လ3လလောက်အထိမမေဘာစားနေခဲ့တာမမေဦးတွေပြတ်တော့မလားတောင်ထင်ရတယ်အားလည်းမရှိဘူးဒီမမေဒီလိုတွေခံစားနေရပေမဲ့မမေဝေဒနာတွေထဲမမေကလေးလေးဘိုက်ထဲမှာအဆင်ပြေပါစေဆိုပြီးပဲမမေအမြဲမပြတ်ဆုတောင်းနေမိတာကလေးလေးကတဖြည်းဖြည်းဘိုက်ထဲမှာကြီးထွားလာတဲ့အခါမမေဘိုက်ကြီးလေးလံလာတယ်သွားရလာရခက်ခဲလာတယ်ညဘက်တွေလည်းအိပ်ရတာအဆင်မပြေဖြစ်လာခဲ့တာပေါ့ဒါပေမဲ့မမေဘိုက်တွေကကလေးလေးလှုပ်ရှားနေတာကိုကြည့်ပြီးမမေရဲ့ခက်ခဲတဲ့အချိန်တွေကိုကျော်လွှားနိုင်ခဲ့တယ်ကလေးလေးကိုကိုဝင်ဆောင်တော့သွေးသားပြောင်းလဲမှုကြောင့်မမေအသားရည်တွေမဲညစ်ညစ်ကြီးဖြစ်ပြီးအရင်လောက်မလာတော့ဘူးမမေဘိုက်မှာလည်းအရင်လိုပြောင်းချောမနေပဲအကျော်ပြက်ရာတွေနဲ့တွန့်လင်ရုပ်ဆိုးနေခဲ့တယ်ဒါပေမဲ့မမေဂယုမဆိုင်ခဲ့ဘူးကလေးလေးကိုမမေလာပတ်ချင်းတွေထက်ပိုချစ်ခဲ့တာကြောင့်ပေါ့ကလေးလေးကိုမွေးကနီးအချိန်မှာမမေ6ကြီးတွေရောင်လာပြီးအကြီးကြီးတွေဖြစ်လာတယ်ဖနက်တောင်ကောင်းကောင်းစီးလို့မရတော့ဘူးဒါပေမဲ့ကလေးလေးအစဉ်ပြေလွယ်ကူကူနဲ့မမေဘိုက်ထဲကထွက်လာနိုင်အောင်မမေ6တွေနာနေလဲမနဲ့တိုင်းလမ်းမမှန်ရှောက်ပေးတယ်ကလေးလေးကိုမွေးမရဲ့မတိုင်ခင်တရက်မှာမမေခါတွေကိုက်လိုက်တာထိုင်လဲကိုက်ထလဲကိုက်တညလုံးအိမ်လုံးမရအောင်ထိပေါ့ဒါပေမဲ့ကလေးလေးမျက်နှာကိုမြင်ရတော့မှဆိုတဲ့စိတ်နဲ့အတင်းပြီးမမေဒီနာကျင်မှုတွေကိုဖျက်ကျော်လာနိုင်ခဲ့တယ်ကလေးလေးမွေးတဲ့အချိန်ဟာမမေတို့အတွက်အသက်အန္တရာယ်အရှိဆုံးအချိန်ဖြစ်ပြီးအဲ့ဒီအချိန်မှာနာကျင်တာဟာအယုအချောင်း20ကျိုးတဲ့နာကျင်မှုနဲ့အတူတူပဲကွဒီနာကျင်မှုတွေဟာကလေးလေးမျက်နှာကိုမြင်လိုက်ရတာနဲ့အလုံးပြောက်ွယ်လာတော့တာပဲမမေတွေကကိုယ့်ရဲ့ကလေးလေးတွေကိုအဲ့လောက်ထိချစ်ကြတာကလေးလေးမွေးပြီးကာကွယ်ဆေးထိုးရတော့မမေကလေးလေးနာကျင်ပြီးငိုနေတာမြင်ရတာမမေရင်တွေကွဲမတက်ပဲကလေးလေးအစားမမေလက်ကိုသာအတွင်များကြီးနဲ့ထိုးပေးလို့ရရင်ထိုးပေးချင်လိုက်တာကလေးလေးမွေးပြီးချိန်မှလည်းကလေးလေးနဲ့နေ့နဲ့ညမှာလို့မမေညတိုင်းမအိပ်ခဲ့ရဘူးရက်သားအရွယ်လေးမှာကလေးလေးကလက်ပေါ်မှာမှငိမ့်နေပြီးလက်ထဲကချလိုက်တာနဲ့ငိုတော့တာပဲဒါကြောင့်တညလုံးလက်ပေါ်မှာတင်ပြီးထိုင်လျက်လေးအိပ်ရတယ်ဒီလိုညတွေညာပြီးပြင်ပန်းခဲ့ပေမဲ့မမေကလေးလေးနေ့ချက်အိပ်ပျော်နေတယ်ဆိုရင်ကျဉ်းနေခဲ့တာကွကလေးလေးမမေလို့စခေါ်တဲ့နေ့ဟာမမေထီပေါက်တာထက်တောင်ပျော်ခဲ့ရတဲ့နေ့လေးပေါ့အတောက်စားတဲ့အခါမမေဘလောက်စားကျင်နေတဲ့ဟာဖြစ်ပါစေကလေးလေးကိုဝအောင်အရင်ကြွေးခဲ့တာကလေးလေးဝလို့ပူတာကြမ်းတာလေးစားရပေမဲ့လေမမေကလေးလေးဘိုက်ဝပြီးအားရပါရစားလို့မမေကျဉ်းနေရောကလေးလေးစောနေရင်ထိခိုက်မိမှာဆိုလို့မမေလမ်းအော်လိုက်မိတဲ့နေ့ကဆိုအညလုံးစိတ်မကောင်းလို့မမေအိမ်မပျော်ခဲ့ဘူးကလေးလေးစားတက်တော့တဲ့လာတဲ့အခါစားကျင်နိုင်စားရအောင်လိုချင်နိုင်ဝယ်ပေးနိုင်အောင်ဖေနဲ့မမေကအရင်ကထပ်ပို့ပြီးအလုပ်တွေပို့လုပ်ခဲ့ကြတာကြောင့်ကလေးလေးကိုအချိန်မပေးနိုင်ခဲ့တာတွေများရှိရင်ကလေးလေးဖေနဲ့မမေကိုနားလည်ပေးနော်ကလေးလေးမမေတို့စီရောက်လာတဲ့ကအရင်လိုအပေါင်းအသင်းတွေနဲ့ပျော်ပျော်ပါပါစားတောက်တာတွေမမေတို့မလုပ်ဖြစ်တော့ဘူးမမေတို့ပျော်ရွှင်မှုထက်ကလေးလေးအိမ်မှာမမေတို့ကိုစောင့်နေမှာပဲလို့
တွေးမိနေပြီးအလုပ်ချိန်ပြီးတာနဲ့ကလေးလေးစီအပြစ်ပြန်လာခဲ့တော့တာဒါကြောင့်ဖေဖေနဲ့မေမေအတွက်ကလေးလေးကအရေးကြီးဆုံးတန်မိုးအထားရဆုံးဆိုတာကလေးလေးနားလည်ပြီးဖေဖေမေမေတို့ရဲ့ချစ်မေတ္တာတွေကိုတုံ့ပြန်တဲ့အနေနဲ့ဖေဖေမေမေတို့ဖြစ်စေခြင်းတဲ့လိမ္မာရေးချရှိတဲ့လူငယ်မိုလေးတွေဖြစ်ပေးဖို့ကြိုးစားပေးနော်ပုံမီလေးကတော့ဒါပါပဲကွယ်ငယ်ချင်းတို့လည်းဖေဖေမေမေတို့အပေါ်လိမ္မာလေးနေကြပေးပါလို့ဆုမကောင်းတောက်ပေးပါလေ